အိမ်ရောက်တော့လုပ်ငန်းစပြီဘာလုပ်ငန်းလဲဆိုတော့9ဧကကျဲတဲ့ရောဘာခြံထဲမှာပိုင်ပန်းအပင်တောင်းနဲ့ချီစိုက်ပျိုးထားတဲ့ခြံထဲမှာမြက်ပင်ပေါင်းပင်တွေတောနှောက်ရတဲ့အကြီးစားမြက်နှောက်တဲ့လုပ်ငန်းပဲဖြစ်ပါတယ်စနှောက်လိုက်စားလိုက်ပေါ့ဘာမှမပေါ့နှောက်လိုက်နားလိုက်ပေါ့မြက်တွေကလည်းကုံကိုမကုံနိုင်တော့လားလာတိုင်းဟိုနှုတ်နေရဟောတယ်ဟွာတယောက်ပဲလားနှောက်ရတာမမေးနဲ့ဟိုကောင်ကမပြန်လာရလေစော်မွဲဖြစ်နေတော့ဒီကောင်ပြန်လာမှတူတူနှောက်ရအောင်ဒီကောင်လည်းမြန်ပြန်လာပါတော့ကွာရောဘာပင်ကြားထဲမှာပဲပိန်ပန်းအပင်ထပ်ဆိုင်ထားတာပေါ့နော်မြေ9ဧကမှာရောဘာပင်ကအပင်900ပေါ့ရောဘာပင်ကြားထဲမှာပဲပိန်ပန်းအပင်တွေပေါင်းနဲ့ချီပြန်လည်ပြီးတော့စိုက်ပျိုးထားတာပေါ့နော်အမိုးလေးရတယ်ဆိုတော့အဆင်ပြေတယ်ပေါ့လေပိန်ပန်းအတွက်ပန်းပွေးတွေကိုကြတော့တစ်ပတ်မှတစ်ခါညှက်ပြီးတော့ဖောက်တဲ့တွင်းပါတယ်ပိန်ပန်းအပင်တွေကိုကြတော့မိုးလေးမှာပြန်ခုတ်ပြီးတော့ရောင်းပါတယ်ဒီလုပ်ငန်းကိုလောက်ကင်လာတာ10နှစ်ကျော်လာပြီပေါ့ဒီမြက်တွေကိုလည်းနှောက်လာလိုက်ရတာ10နှစ်ကျော်လာပြီနှုတ်လို့မပြီးနိုင်မစည်းနိုင်တဲ့အနန္တမြက်ပင်တွေကွာကျေးဇူးညီလေးတစ်နှစ်မှာပိန်းပန်းကပဲနှစ်ကြိမ်ပွေလေအကိုလည်းစိုက်မလို့ပိန်းပန်းကတစ်နှစ်မဟုတ်လာတိုင်းပွေလေပိန်းပန်းဒီကျွန်တော်တို့ဆိုရင်တစ်ပတ်မှာတစ်ခါအရင်ကညှက်တယ်ပေါ့နော်အခုကျတော့ယူလို့မကုန်လို့တစ်ပတ်ကိုကျွန်တော်တို့နှစ်ခါခွဲညှက်တာတော့ဘက်စီခွဲညှက်တာပိန်းပန်းဥပမာဒီပတ်သားညှက်လိုက်မယ်ဆိုရင်နောက်ပတ်ဟိုးပင်မှာပွေတယ်ပေါ့နော်နောက်တစ်ပတ်ကြာရင်ဒီပင်မပွေတော့ဘူးနောက်တစ်ပင်မှာထပ်ပွေတယ်နောက်တစ်ပင်ညှက်ပြီးရင်ဒီတစ်ပင်ပြန်ပွေတယ်အဲ့လိုမျိုးပေါ့ပတ်လဲစီအပင်များတော့အဲ့လိုမျိုးကျွန်တော်တို့ညှက်တာပေါ့နော်ပိန်းပန်းကပွေတဲ့ຢာဒီမပွေတဲ့ຢာကြီးမရှိဘူး तू ကရေရနေရင်အရက်ရနေတော့အမြဲပွေတာအားလုံးပဲမင်္ဂလာပါဒီပိန်းပန်းအကြောင်းမေးထားလို့တော့ဒီဗီဒီယိုနဲ့ကျွန်တော်ဖြေပြပေးမှာပထမဆုံးပိန်းပန်းကဘာမှစိုက်ထားလဲဆိုတော့မွန်ပြည်နယ်တမ်ဆမ်မြို့နယ်ကွမ်တက်ကြီးရွာထဲမှာစိုက်ထားတာပေါ့နော်ပိန်းပန်းကဘာလဲပိန်းပန်းကဘာလုပ်လို့ရလဲပိန်းပန်းအပင်ကရောဘာလုပ်လို့ရလဲအပင်ကဘယ်လိုရောင်းရတာလဲအပင်ဘယ်လောက်လဲအပွေကရောဘယ်လိုရောင်းလဲပြပြပေးမှာဖြစ်ပါတယ်ဒါကိုပိန်းပန်းလို့ခေါ်ပါတယ်ဒီပိန်းပန်းကိုကြတော့အများစုအားဖြင့်ဖျားစင်တင်တာပေါ့နော်နောက်ကြတော့မင်္ဂလာဆောင်ပွဲတို့တရားပွဲကြတော့အလှပန်းအိုးအနေနဲ့ထိုးကြတာများတယ်အပင်ကဘာလုပ်ရလဲဆိုတော့အပင်ကကြတော့ပန်းပြန်ဆိုင်တာပေါ့နော်ကျွန်တော်ဆိုရင်မိုးတွင်းဆိုရင်အပင်ကိုခုတ်ပြီးကျန်တဲ့အသားတိုက်ကြတော့ပြန်ပြီးတော့မွေးတာပေါ့အဲ့ဒါဆိုအပင်ကပြန်ထွက်တာအပင်ခုတ်ရင်နှစ်ပင်တော့ပြန်ထွက်တာပေါ့နော်အပင်ဘယ်လောက်လဲမေးရလို့တော့အပင်ကကြတော့တပင်ကို9000နှုန်းနဲ့ယူပါတယ်ဒီနေ့ကြတော့ဒီတစ်ချံလုံးအော်ဒါစာရောက်ချုပ်ပြီးဆိုတော့ဒီနေ့ကြတော့မရတော့ဘူးနောက်နေ့ကြိုယူရင်တော့ကြိုပြီးတော့စက်ရန်လာပေးရမှာဖြစ်ပါတယ်အပွေကိုဘယ်လိုရောင်းလဲဆိုတော့ဒီလိုမျိုးအကြီးတပွေးကိုကြတော့900 600ဖြစ်မယ်600ဖြစ်ကျွန်တော်တိတ်မသိ600အကြီးအပွေးကြတော့600ပေါ့အငယ်ဆုံးဆိုရင်တော့200ကနေစတယ်အဲ့လားပါပဲတချို့နေမှာကြတော့1000 1500တင်တာပေါ့နော်ကျွန်တော်တို့စီမှာကြတော့ဒီလိုပဲဖောက်တဲ့ဈေးပဲပေးတယ်ဘယ်လိုပဲလာယူဖောက်တဲ့ဈေးပဲပေးပါမယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်အိမ်ပန်းမှားချင်ရင်တော့ဒီတမ်ဆမ်မြို့နယ်ထဲဆိုရင်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့လာမဖို့ပေးပါဘူးဟိုကိုတိုင်းလာယူပေးရတာပေါ့နော်ဟိုကျွန်တော်တို့ချမ်းမာလာယူရဖြစ်ဖြစ်ဖုံးဆက်ပြီးမှားတာဖြစ်ဖြစ်တပတ်ကြိုမှားရတာပေါ့နော်အကောင်လုံးဖောက်တဲ့ဈေးပဲပေးပါတယ်အမျက်မတင်ပါဘူးကျွန်တော်ပြောလို့လိုပဲအပွေကြီးဆိုရင်600အပွေငယ်ဆိုရင်200နဲ့စတာပေါ့နော်ကြားသလောက်ယူပါဒါမဲ့တပတ်ဖြစ်ဖြစ်3ရက်ဖြစ်ဖြစ်ကြိုပြီးတော့ဖုံးဆက်ပေးပါနော်ဖုန်းနံပါတ်ကိုကျွန်တော်ပြလာပေးမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒါကတော့200လောက်ဒါကကြတော့900ဖြစ်မယ်ကျွန်တော်လည်းတိတ်မသိအမေပဲပန်းစီရဲဆိုတော့ဒါကြ600 9ဧကဆိုတော့ကျွန်တော်တို့ပန်းတစ်ခါနှင်2နာရီခွဲလောက်ကြာသမောပဲမိတ်တော့မိတ်အများကြီးဆိုတော့အရင်ကကြတော့တပတ်ကိုတစ်ခါညှက်တာပေါ့နော်အခုကြတော့ပန်းအများတော့ယူမကုန်တော့တပတ်ကိုကျွန်တော်တို့တစ်ဝက်ခွဲညှက်တာပေါ့နော်တပတ်ဆိုရင်ကျွန်တော်တို့3သိန်းခွဲလောက်ထွက်တာပေါ့